ပတ်စံမရှာနိုင်တဲ့ယောက်ျားကိုမိန်းမတွေကအထင်သေးတယ်နင်ပတ်စံအတွက်ရှာနင်တော်တော်အသုံးမကြတဲ့ယောက်ျားနင်ဘာမှလည်းမရှာနိုင်ဘူးကြည်စမ်းနင်တော်တော်ညံ့နေဆိုင်မွန်ကမိန်းမကိုပြန်မပြောရက်ဘူးပြန်မပြောရဲလို့မဟုတ်ဘူးပြန်မပြောရက်ဘူးဆိုတာမေတ္တာနော်ပြောရင်ရတာပေါ့မင်းပါးစပ်ပိတ်ထားလို့ပြောရင်ရပြီမယ်ကျွန်တော်တို့ယောက်ျားတွေမိန်းမကိုပြန်မပြောတာဟာကြောက်လို့မဟုတ်ဘူးနော်ပြန်မပြောရက်တာမေတ္တာလို့မိန်းမတွေကမသိကြဘူးမိန်းမတွေကတော်တော်ခက်တယ်ပတ်စံရှိတဲ့ယောက်ျားမှာအထင်ကြီးခြင်းနဲ့အိုးအိမ်တော်ရှင်မိန်းမအပေါင်းတို့ပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါအိမ်ရှင်မရေပတ်စံတဲ့အရေးကြီးတာယောက်ျားတစ်ယောက်ကပေးတဲ့နှွေးထွေးမှုဟာပတ်စံတဲ့ပို့ပြီးအရေးကြီးတယ်ဆိုတာအိမ်ရှင်မနင်သိသိစေချင်တာပဲမိန်းမတွေကတင်တောင်းတင်တယ်ထားနိုင်တဲ့သူကိုမှမိန်းမတွေကအလိုရှိကြတာမိန်းမရဲ့ငါနင့်ကိုတင်တောင်းတင်တယ်ထားနိုင်မှုငါစူးစမ်းပါတယ်တင်တောင်းတင်တယ်ထားနိုင်တာလဲအရေးကြီးတယ်လို့တင်တောင်းတင်တယ်ထားနိုင်တာတဲ့အရေးကြီးတာကနင့်ကိုငါအမြဲတမ်းဘာပဲလုပ်လို့ဦးစားပေးတယ်လေဦးစားပေးခြင်းဟာတင်တောင်းတင်တယ်ထားခြင်းတဲ့အရေးကြီးတယ်ဆိုတာအိမ်ရှင်မတွေမသိတာတော့တော်တော်မိုက်မဲတယ်ကွယ်ဟုတ်တယ်ဒီလိုပါပဲအိမ်ရှင်မတော်တော်များများစိန်တွေရွှေတွေငွေတွေစင်နိုင်တဲ့ယောက်ျားဆိုလို့ရှိရင်ကိုမောင်အိပ်ပီလာဒါလင်ခေါ်လို့ကိုမဆုံးဘူးမရှာနိုင်ဘူးဆိုရင်တမျိုးတကယ်တော့စိန်တွေငွေတွေရွှေတွေစင်နိုင်တဲ့ချစ်သူယောက်ျားတဲ့ကိုယ့်ရဲ့အားနည်းချက်ကိုပုံကြီးမချဲ့တဲ့ယောက်ျားပို့ပြီးတန်ဖိုးရှိတယ်ဆိုတာမိန်းမနင်မသိဘူးဒီလိုပါပဲကိုယောက်ျားအသက်ငယ်ရင်လည်းအသက်ငယ်လို့ဆိုအိမ်ရှင်မများအနိုင်ကျင့်ကျင်တယ်ကြီးရင်လည်းကြီးလို့ဆိုပြီးအဖိုးကြီးလို့ခေါ်ကျင်တယ်ငွေရှာလို့မရဘူးအသက်လည်းကြီးရင်အထင်သေးကျင်တယ်ကိုယောက်ျားဟာကိုယ့်တဲ့အသက်ကြီးတယ်ငယ်တယ်ဆိုတာတဲ့အသက်အရွယ်နဲ့မျှတဲ့ရင့်ကျက်မှုရှိတဲ့ယောက်ျားကိုပိုင်ဆိုင်ထားရတာနင်တရားမင်းရထားတယ်လို့ပဲလို့နင်မသိပါဘူးဟဲ့ပါဇက်ကသာပြောတာပါဇက်ကသာစိတ်ထဲကနေပြောနေတာမိမကြအောင်မပြောရက်ဘူးဒါဟာအချစ်အိမ်တော်ဦးစီးများရဲ့အချစ်ဒါကိုမိမတွေကအနိုင်ယူချင်တယ်မိမယောက်ျားတဲ့ကောင်းတဲ့အကြံဉာဏ်တွေလည်းရှိပါတယ်အဲ့ဒါကတော့ခိုင်းတတ်တယ်အမိန်ပေးတတ်တယ်မိမညံ့ရင်ယောက်ျားသမိုင်းဆိုးတယ်နော်မိမတော်ရင်ယောက်ျားတွေထူးချွန်တဲ့ယောက်ျားဖြစ်တယ်Bill Gates လူတိုင်းကြားဖို့တဲ့ Microsoft တီထွင်မှုတွေအများကြီးပဲသူ့ကို interview တစ်ခုလုပ်တယ် Bill Gates ကိုမေးတယ်ခမည်းဘွားမှာဘယ်လိုတီထွင်မှုမျိုးကိုခမည်းအနှစ်ချိုက်ဆုံးလဲတဲ့လူတွေထင်တာပေါ့ဗျာသူထွင်တဲ့ဘာပြောမလဲဆိုတော့ Bill Gates ပြောတာတခွန်းနဲ့ပဲပြောတယ်ကျုပ်တီထွင်နိုင်မှုထဲမှာကျုပ်အကြိုက်ဆုံးကတော့ဒီမိန်းမကိုရတာပဲတဲ့မိန်းမတော်တော့ယောက်ျားမညံ့ဘူးဒီနေ့သမိုင်းညံ့သွားတဲ့ယောက်ျားတွေနောက်မှာတော်တော်ဆိုးတဲ့မိန်းမတွေရှိလို့ပါပဲသိတ်တော်တဲ့မိန်းမဥဆောင်တဲ့အိမ်တိုင်းကတော့အရက်ထဲမှာအကောင်းဆုံးအိမ်ပေါ့ဗျာ